မင်္ဂလာပါဒီကနေ့ည7:00နာရီခွဲအချိန်မှာဒါ round of 32ပွဲစဉ်အဖြစ်ရှင်ပြိုင်ကစားသွားကြမယ် Ivory Coast နဲ့ Norway ပွဲရဲ့အကြောင်းကိုခံမှန်းသုံးသပ်ချက်လေးပြုလုပ်သွားမှာဖြစ်ပါတယ်ဆိုတော့ Ivory Coast နဲ့ Norway ဆိုတော့ကမ္ဘာအဆင့်သတ်မှတ်ချက်ကမတိမ်မယိမ်းလေးတွေနဲ့ကျွန်တော်တို့ဒါရှင်ပြိုင်ကစားကြမှာပါဆိုတော့ Ivory Coast ရဲ့ဖြတ်သန်းလာခဲ့တဲ့လမ်းကြောင်းကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါ Ecuador ကိုအနိုင် Germany ကိုအရှုံး Curaçao ကိုအနိုင်ကန်လာတဲ့အသင်းပါတစ်ဖက်က Norway ကတော့အလုံးတီးပြီးသားဖြစ်တဲ့ပြင်သစ်လိုအင်အားကြီးပါဝင်တဲ့ group မှာအုပ်စုဒုတိယအနေနဲ့နောက်တစ်ဆင့်ကိုတက်လာတဲ့အသင်းပါဆိုတော့ကျွန်တော်တို့ Iraq ကိုနိုင်ကျွန်တော်တို့ဒါ Senegal ကိုအနိုင်နောက်တစ်ခါပြင်သစ်စီမှာတော့သူတို့ကဒါ၄ဂိုးတကုန်းနဲ့တောင်ဂိုးပြတ်ရှုံးနေခဲ့ရပါတယ်သို့တော့အဲ့ပွဲမှာကျွန်တော်တို့ဒါ first line နဲ့ကစားသမားအများစုကိုသူတို့ကအနာပေးထားခဲ့ပါတယ်ဆိုတော့အဲ့ဒီဟာကိုကြည့်ချင်းအားဖြင့်ကျွန်တော်တို့ဒါ round of 32ကိုဒါတေချာပေါက်အာယုံစိုက်လာမယ်ဆိုတော့ကျွန်တော်တို့သိတာပါတယ်โอเคဆိုတော့ကျွန်တော်တို့ကကစားသမားတစ်ယောက်ချင်းစီရဲ့ဒါစကေးလေးတွေကျွန်တော်တို့ရှင်းကြည့်ရအောင်ကျွန်တော် Ivory Coast ဘက်မှာတော့ဒါအားလုံးတည်ပြီးသားဖြစ်တဲ့ကျွန်တော်တို့ဒါအာမက်ဒယာလိုကျွန်တော်ရန်ဒယာမန်ဒီတို့လိုကစားသမားတွေကိုပိုင်ဆိုင်ပါတယ်ကွင်းလယ်မှာဖျက်အားအရန်ကောင်းတဲ့ကျွန်တော်တို့ဒါဆန်ဂရီတို့လိုကစားသမားတွေကက်ဆေတို့လိုကစားသမားတွေကိုပိုင်ဆိုင်တဲ့အသင်းပါတစ်ဖက်ကဟာလန်တို့အသင်းကတော့တိုက်စစ်ကတော့တော်တော်ကောင်းတဲ့အသင်းလို့ကျွန်တော်တို့ပြောလို့ရပါတယ်ကျွန်တော်တို့ဒါHaaland, Odegaard တို့လိုကစားသမားတွေကိုပိုင်ဆိုင်တယ်လို့ကျွန်တော်ဒါအရက်အမောင်အရင်မြင့်တဲ့ကျွန်တော် Alexander Solo တို့လိုတိုက်စစ်မှုကိုလည်းပိုင်ဆိုင်ပါတယ်ကျွန်တော်တို့ကွင်းလယ်လူမှာရှိတဲ့ကျွန်တော်ဖူဝမ်ကစားသမား Center Back ဆိုတာလည်းကျွန်တော်တို့ဒါကွင်းလယ်မှာဖျက်အားကောင်းတဲ့ကစားသမားလို့ကျွန်တော်တို့ပြောလို့ရပါတယ်ကျွန်တော်တခုစိတ်မချတာကဒါဟို Norway ရဲ့ဒါခန်းစစ်တန်းပါသူတို့ကတိုက်စစ်ကဘလောက်ကောင်းကောင်းခန်းစစ်ကဂိုးပေးရတဲ့ပုံစံမျိုးမှာရှိပါတယ်ဆိုတော့ဒီနေရာမှာနှစ်သင်းစလုံးကတိတ်ပြီးတော့အရန်ကြီးကိုတိုက်စစ်ဖွင့်ဆော့ကြလိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးအဲ့ဒါကြောင့်လို့ကျွန်တော်ကတော့ဒါပွဲချိန်အတွင်းမှာတစ်ဖက်တစ်ကိုးစီပဲတရေကျသွားလိမ့်မယ်လို့တော့ကျွန်တော်ထင်ပါတယ်နောက်တစ်ပွဲကတော့ဒါမနေ့ပြန်မနေ့3နာရီခွဲအချိန်မှာရှင်ပြိုင်ကစားကြမယ်ပြင်သစ်နဲ့ဆွီဒင်ကန်မဲ့ပွဲပါကျွန်တော်တို့ပြင်သစ်နဲ့ဆွီဒင်ကိုကျွန်တော်တို့အစင်လာရပဲကြီးကြီးလက်ရှိဖောင်ရပဲကြီးကြီးတေချာပေါက်ပြင်သစ်လို့ပြောမဲ့လူက 100% ပါကဲဆိုတော့ပြင်သစ်ရဲ့ဖြတ်တန်းခဲ့တဲ့ပုံကိုကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ဒါ Senegal, Norway, Iraq တို့ကိုဒါဂိုးပြတ်တွင်းလာတဲ့အသင်းလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒါ3ပွဲကစား3ပွဲနိုင်နဲ့အုပ်စုပထမနေ့ကျွန်တော်နောက်တစ်ဆင့်ကိုတက်လာတဲ့အသင်းပါဆွီဒင်ကတော့ကျွန်တော်တို့ဒါလိန်ဖဲနဲ့နောက်တစ်ဆင့်ကိုတက်လာတဲ့အသင်းလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဂျပန်ကိုတရေတူနီးရှားကိုအနိုင်နယ်သာလန်ကိုအရှုံးဆိုတဲ့ဒါရက်လက်နဲ့နောက်တစ်ဆင့်ကိုတက်လာတဲ့အသင်းပါဆိုတော့ဒီနေရာမှာကစားသမားအင်အားပူတာလွန်နဲ့ပြင်သစ်ကပဲနိုင်သွားလိမ့်မယ်လို့တော့ကျွန်တော်တို့ထင်တယ်ပြင်သစ်ဘက်မှာကျွန်တော်တို့ဒါကွင်းလေတပယ်ပိုက်ပေါ်နေရာမှာ3မှာကကျွန်တော်တို့ဒါချူအာမနီရာဘီယိုလာဒါမှမဟုတ်ရှင်လေချူအာမနီကိုနီလာဆိုတဲ့ပုံစံကိုကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရပါမယ်ကျွန်တော်တို့ရှစ်တန်း3ယောက်ကတော့ပြောင်းလဲမယ်လို့တော့ကျွန်တော်မထင်ဘူးကျွန်တော်ဒမ်ဘီလီအော်လီစေကျွန်တော်တို့ဒိုဝေးတို့ကို3ပါထုံးစံအတိုင်းကျွန်တော်တို့အထောင်တိုက်စစ်ကတော့ဒါကျွန်တော်တို့ရဲ့အုပ်ကြီးဒါကျွန်တော်တို့အမ်ဘာပေပါဆိုတော့ဆွီဒင်ကတော့ကျွန်တော်ကပြင်တိုက်စစ်3ယောက်ကတော့ကျွန်တော်တို့မဆိုးဘူးလို့ကျွန်တော်တို့ပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့ဒါပရီးမီးယားလိမှာဒါကျွန်တော်နာမည်ကြီးတိုက်စစ်ကစားသမားတွေဖြစ်နေတာကြောင့်မှကျွန်တော်တို့ Alexander Isak ဒါ Victor Gyökeres တို့လိုကစားသမားတွေကျွန်တော်တို့ဒါ Newcastle ရဲ့ဒါ Anthony Elanga တို့လိုကစားသမားတွေကံမှာပါ။ဘလို့ပဲဖြစ်ဖြစ်ပါကျွန်တော်ကတော့ဒီပွဲမှာပြင်သစ်ပဲနိုင်သွားလိမ့်မယ်လို့ထင်တယ်။အနိုင်ဆုံး2ဂိုးပြတ်လောက်နဲ့နိုင်မယ်လို့တော့ကျွန်တော်ခံမှန်းပါတယ်။နောက်ဆုံးတစ်ပွဲကတော့ကျွန်တော်တို့ဒါဂျွန်လာတရဲ့မနေ့ဖြန်မနေ့9နာရီခွဲအချိန်မှာရှင်ပြိုင်ကစားသွားကြမယ်အင်ရှင်မက္ကဆီကိုနဲ့အီကွေဒေါကန်မဲ့ပွဲပါဒီပွဲကတော့စိတ်ဝင်စားဖို့ကောင်းပါတယ်ကျွန်တော်တို့ဒါတောင်အမေရိကအသင်းနဲ့မြောက်အမေရိကအသင်းကျွန်တော်တို့ထိုက်တွေ့ပါပြီဆိုတော့အင်ရှင်မက္ကဆီကိုကတော့အလုံးတီးပြီးသားကျွန်တော်တို့ဒါ3ပွဲကန်3ပွဲစလုံးကိုနိုင်လာတဲ့အသင်းပါတစ်ဖက်ကအီကွေဒေါကတော့ကျွန်တော်တို့နာမည်ကြီးဂျာမနီတို့အသင်းကို2ဂိုးတကိုးနဲ့ဒါနိုင်ပြီးတော့နောက်တစ်ဆင့်ကိုတက်လာတဲ့အသင်းလို့ကျွန်တော်တို့ပြောလို့ရပါတယ်သူတို့နှစ်သင်းကကျွန်တော်တို့2024ကိုပါအမေရိကတုန်းကတော့ဂိုးမရှိသေးရတာကစားခဲ့ကြပါတယ်ဆိုတော့ဒီနေရာမှာအင်ရှင်အားတာချက်ရှိတဲ့မက္ကဆီကိုကိုကျွန်တော်ကတော့အနေငယ်အလေးတာပါတယ်ဒါကြောင့်မလို့မက္ကဆီကိုကဒါ 1-0 လောက်နဲ့များအနိုင်ယူပြီးတော့နောက်တစ်ဆင့်တက်သွားလိမ့်မယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ညီကိုတို့ရောဘယ်လိုထင်ကြလဲကိုလိုချင်တဲ့ result ဒါမှမဟုတ်လို့ရှိရင်လေကိုခံမှန်းချင်တဲ့ result ကို comment မှာရေးပေးသွားလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်